Good morning. Welcome to Spa Noi at Hot Noi Hotel. I'm Nang Noi, your AI spa assistant. How may I assist you today? မြန်မာဘာသာစကားနဲ့ပြောလို့ရလားရှင် ဟုတ်ကဲ့ပြောလို့ရပါတယ်ရှင်။ Nang Noi ဘာများခွင့်ကြီးပေးရမလဲရှင် spa မှာဘယ်လို treatment မျိုးတွေပေးလဲဆိုတာသိချင်ပါတယ်ရှင် Spa Noi မှာဆိုရင် relaxing massage တွေ muscle relief လုပ်ပေးတဲ့ treatment တွေ skin care တွေနဲ့တခြား package မျိုးစုံရှိပါတယ်ရှင်။အဲ့ဒါကဘယ်လို experience မျိုးကိုစိတ်ဝင်စားတာလဲရှင် package တွေကိုစိတ်ဝင်စားပါတယ်ရှင်ဒါပေမဲ့ skin care ပါတဲ့ package မျိုးလေးတွေပြောပေးပါရှင် ။ဟုတ်ကဲ့ပါ skin care ပါတဲ့ package တွေကဆိုရင် body bliss package နဲ့ glowing radiance package တွေကလူကြိုက်များပါတယ်ရှင်။ body bliss မှာဆိုရင် body scrub နဲ့ body massage ပါဝင်ပြီးတော့ glowing radiance မှာတော့ facial treatment နဲ့ body wrap တွေပါဝင်ပါတယ်ရှင်။ဘယ်တစ်ခုကပိုပြီးစိတ်ဝင်စားဖို့ကောင်းမလဲရှင် body bliss ကိုစိတ်ဝင်စားပါတယ်ရှင် Body Bliss package ကတကယ်ကို relax ဖြစ်စေမှာပါရှင်။အဲ့ဒီ package ကိုဘယ်နေ့ပဲချိန် booking လုပ်ချင်ပါတယ်လဲရှင် booking မလုပ်ခင်မှာ body bliss အကြောင်းလေးကိုထပ်ပြီးပြောပြပေးလို့ရလားရှင် ။ရပါတယ်ရှင်။ Body Bliss package မှာဆိုရင်ပထမဦးဆုံးခန္ဓာကိုယ်တစ်ခုလုံးကို dead skin cells တွေဖယ်ရှားပေးဖို့ body scrub လုပ်ပေးမှာပါရှင်။ပြီးရင်တော့ကြက်သားတွေပြေလော်စေပြီးတော့စိတ်ရောကိုယ်ပါအေးချမ်းစေမဲ့ aroma therapy massage လုပ်ပေးမှာပါရှင်။စုစုပေါင်းကြာချိန်ကတော့မိနစ်90ပါရှင်။တခြားသိချင်တာရှိသေးလားရှင်။ အဲ့ဒီ body bliss package ကဈေးနှုန်းကရောဘယ်လောက်လဲရှင် Body Bliss package ကတယောက်ကို3500ဘတ်ပါရှင်။နှစ်ယောက်တည်း package ဆိုရင်တော့အထူးဈေးနှုန်းရှိပါတယ်ရှင်။ဘယ်လိုမျိုး booking လုပ်ချင်ပါတယ်လဲရှင် နှစ်ယောက်တွဲ package ရဲ့အထူးဈေးနှုန်းလေးလည်းသိချင်ပါတယ်ရှင် ။ဟုတ်ကဲ့ပါ။နှစ်ယောက်တွဲ package ဆိုရင်တော့6500ဘတ်ပါရှင်။ဒါဆိုရင် Body Bliss package နှစ်ယောက်စာ booking တင်မရမလားရှင် နေအောင် body bliss package မဟုတ်ဘဲနဲ့တခြားသူ့ထက်ဈေးသက်သာတဲ့ package တွေရောရှိသေးလားရှင် ။ဟုတ်ကဲ့ပါ။ဈေးနှုန်းတတနဲ့ experience ကောင်းကောင်းရနိုင်မဲ့ packages တွေရှိပါတယ်ရှင်။ဥပမာ refreshing duo package ဆိုရင် body massage နဲ့ head massage ပါဝင်ပြီးတော့ဈေးနှုန်းကအထက်သက်သာပါတယ်ရှင်။အဲ့ဒါလေးကိုစိတ်ဝင်စားလားရှင်။ refreshing duo ဆိုတော့နှစ်ယောက်အတူတူလောက်ရမှာလားရှင်တစ်ယောက်တည်း package အကြောင်းပဲသိချင်ပါတယ်ရှင်ဈေးသက်သာတဲ့ထဲက refreshing duo ကနှစ်ယောက်တွဲ package ပါရှင်။တယောက်တည်းအတွက်ဈေးသက်သာတဲ့ package ဆိုရင်တော့ stress relief massage ကိုအကြံပြုချင်ပါတယ်ရှင်။အဲ့ဒါကကြောပခုံးနဲ့လယ်ဘင်းကတင်းအားတွေကိုဖြေလော်ပေးမှာပါ။ကြာချိန်ကမိနစ်60ပါရှင်။အဲ့ဒါလေးကိုစိတ်ဝင်စားလားရှင် အဲ့ဒါကိုစိတ်ဝင်စားတယ်ဒါပေမဲ့ skin care လဲပါတဲ့ဟာမျိုးလေးလိုချင်တာပါရှင် ။ဟုတ်ကဲ့ပါ။အဲ့ဒါဆိုရင် stress relief massage နဲ့ radiance facial ကိုတွဲပြီး booking လုပ်လို့ရပါတယ်ရှင်။အဲ့ဒါဆိုရင် skin care ရော massage ရောရမှာပါ။အဲ့လိုမျိုးလုပ်ချင်လားရှင်။ ဟုတ် stress relief massage နဲ့ radiance facial ကိုစိတ်ဝင်စားပါတယ်ဆိုတော့နှစ်ခုပေါင်းကဈေးနှုန်းဘယ်လောက်ကျမလဲရှင် stress relief massage နဲ့ radiance facial နှစ်ခုပေါင်းဈေးနှုန်းက3500ဘတ်ပါရှင်။အဲ့ဒါဆိုရင်အဲ့ဒီနှစ်ခုကို booking တင်မရမလားရှင် ဟုတ်ကဲ့အဲ့နှစ်ခုကို booking တင်မယ်ဒါပေမဲ့ဒီအပတ်ထဲမှာတော့စနေနေ့သို့မဟုတ်တနင်္ဂနွေနေ့ကိုပဲအားမှာပါရှင်ဘယ်နေ့ကို booking တင်လို့ရမလဲရှင် ။ဟုတ်ကဲ့ပါ။လာမယ့်စနေနေ့နဲ့တနင်္ဂနွေနေ့အားတဲ့အချိန်လေးတွေနောက်နောက်စစ်ပေးမယ်နော်။ဘယ်လိုမျိုးအချိန်ပိုင်းမနက်ပိုင်းနေ့လယ်ပိုင်းပို့ပြီးကြိုက်လဲရှင် နေ့လယ်ပိုင်းဆိုရင်ပို့ပြီးအဆင်ပြေပါရဲ့ရှင် ။ဟုတ်ကဲ့ပါ။လာမယ့်စနေနေ့နေ့လယ်2နာရီခွဲနဲ့တနင်္ဂနွေနေ့နေ့လယ်3နာရီ we are available ပါရှင်။ဘယ်ချိန်ကိုရွေးချယ်မှာတလဲရှင် တနင်္ဂနွေနေ့နေ့လယ်3နာရီကအဆင်ပြေပါရဲ့ရှင် ။ဟုတ်ကဲ့ပါ။အဲ့ဒါဆိုရင် stress relief massage နဲ့ radiance facial နှစ်ခုကိုတနင်္ဂနွေနေ့နေ့လယ်3နာရီအတွက် booking တင်ပေးမယ်နော်။မတင်ခင်မှာ booking details လေးပြန်ပြောပြမယ်ရှင်။ဧည့်သည်တယောက်အတွက်စုစုပေါင်း3500ဘတ်ပါ။အဲ့ဒါလေး confirm ဖြစ်ပြီဆိုရင်နောက်နောက် booking proceed လုပ်ပေးပါမယ်ရှင်။ ဟုတ်ကဲ့မှန်ပါရဲ့ရှင် ဟုတ်ကဲ့ပါအခုလို booking တင်ပေးလိုက်ပါပြီရှင် appointment ကတော့တနင်္ဂနွေနေ့နေ့လယ်3နာရီမှာပါ treatment မစခင်15မိနစ်လောက်ကြိုရောက်ပေးဖို့မြတ်တာရက်ခံပါရစေရှင်တခြားပါများကူညီပေးရအောင်မလဲရှင် ဒါပါပဲကျေးဇူးပါရှင် ဟုတ်ကဲ့ပါ spa noi ကိုရွေးချယ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကောင်းသောနေ့လေးဖြစ်ပါစေရှင်